ဒီမင်းကလေးကဆင်းရဲတဲ့မြို့လေးတစ်မျိုးကထူးချွန်ကျောင်းသူတစ်ယောက်ပါသူမရဲ့အိမ်မက်ကတက္ကသိုလ်ကောင်းကောင်းတက်ပြီးမြို့တော်မှာအခြေချနေထိုင်ခွင့်ရဖို့ပါဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူမရဲ့အမတ်တွေကမြို့ထဲမှာအဆင့်တစ်ထောင်အတွင်းတောင်မဝင်ခဲ့ပါဘူးသူမစာတင်ဖို့စိတ်ပူနေချိန်မှာပဲမိဘမဲ့ဖြစ်နေတဲ့သူမကိုသူမရဲ့အရင်ခောက်မိဘတွေကအိမ်ကိုပြန်ခေါ်သွားခဲ့ပါတယ်သူမဟာ15နှစ်ကြာကွဲကွာနေခဲ့တဲ့သူထေးကြီးမိသားစုရဲ့ပျောက်ဆုံးနေတဲ့သမီးရင်းဖြစ်နေတာပါဒါပေမဲ့သူမအိတ်ခမ်းထဲကိုဝင်သွားလိုက်တာနဲ့မို့အေးစားသမီးကအိမ်ကနေထွက်ပြေးဖို့ပြင်နေတာကိုတွေးလိုက်ရပါတယ်သူမဟာဒီမိသားစုမှာနေဖို့မထိုက်တန်တော့ဘူးလို့ပြောနေတာပါမင်းကလေးရဲ့အမေကမွေးစားသမီးကိုအမြန်ချော့လိုက်ပြီးသူမတယောက်တည်းသာသူ့ရဲ့အချစ်ဆုံးသမီးပါလို့ပြောခဲ့ပါတယ်မင်းကလေးရဲ့အကိုနှစ်ယောက်ကလည်းဒီမွေးစားသမီးကိုပဲအရန်လိုလိုက်ကြပါတယ်သူမရှိကနှွေးထွေးနေတဲ့မိသားစုကိုကြည့်ပြီးမင်းကလေးကတော့ဂယုမဆိုင်ပဲလေ့ကျင့်ခန်းပု္ပ္ပစာတွေကိုပဲတွက်နေခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲမိသားစုဝင်တွေကသူမကိုတတိထားမိသွားကြပါတယ်သူမအဖေကသူမဟာဆင်အေးရဲတဲ့မြို့ကလာတာမို့လို့အခုလောလောဆယ်ကြောင်းမသွားပဲအိမ်မှာပဲမိသားစုစည်းကမ်းတွေကိုအရင်တင်ယူဖို့ပြောပါတယ်မင်းကလေးကချက်ချင်းလိုက်ပါတယ်သူမကရှင်တို့ကျမကိုမကြိုဆိုဘူးဆိုရင်ကျမအခုချက်ချင်းထွက်သွားနိုင်ပါတယ်လို့အားလုံးကိုပြောလိုက်ပါတယ်ဒါကိုကြားတော့အဖေဖြစ်သူကချက်ချင်းတောင်းပန်ပြီးသူမဘာလက်ဆောင်လိုချင်လဲလို့မေးပါတယ်မင်းကလေးကမွေးစားသမီးတက်နေတဲ့ကျောင်းမှာပဲတက်ချင်တယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကျောင်းကဆရာတွေအားလုံးကနာမည်ကြီးတွေဖြစ်ပြီးအဲ့ဒီကစာမေးဖို့မေကွန်းတွေကအရန်လွယ်တယ်လို့သူမတူငယ်ချင်းကပြောဘူးလို့ပါအဖေကမင်းကလေးရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်တာကိုမြင်တော့မွေးစားသမီးကတနာစရာကောင်းအောင်ထပ်ဟန်ဆောင်ပြန်ပါတယ်သူမမူလကပိုင်ဆိုင်ခဲ့သမျှအားလုံးကအခုတော့ဒီမင်းကလေးရဲ့အပိုင်ဖြစ်သွားပြီလို့ပြောပါတယ်အကိုတွေကလည်းဒါတွေအားလုံးဟာဒီမင်းကလေးရဲ့အမားလို့ချက်ချင်းထင်သွားကြပါတယ်မင်းကလေးကမွေးစားသမီးကိုတိုက်ရိုက်မေးလိုက်ပါတယ်ဘယ်သူမှနင့်ကိုထွက်သွားခိုင်းတာမဟုတ်ဘဲနဲ့ဘာလို့ငါကြောင့်နှိပ်စက်ခံနေရတဲ့ပုံစံမျိုးလုပ်နေတာလဲတဲ့မွေးစားသမီးကဘလို့ပြန်ရှင်းပြရမှန်းမသိတော့ပါဘူးမင်းကလေးကသူတို့နဲ့ထပ်ပြီးစကားမများချင်တော့တာကြောင့်အိမ်ဖော်ကိုသူမအခန်းကိုလိုက်ပို့ခိုင်းပြီးအနားယူလိုက်ပါတယ်နောက်တနေ့မှာတော့သူမကျောင်းကိုသွားခဲ့ပါတယ်မွေးစားသမီးကကျောင်းအုပ်ကြီးကိုဒီမင်းကလေးကစာမတော်ဘူးလို့လိန်ပြောလိုက်တာကြောင့်ကျောင်းအုပ်ကြီးကသူမကိုတာမန်တန်းတစ်ခုမှာပဲထားလိုက်ပါတယ်မကြခင်မှာပဲပထမဆုံးအကြိမ်စာမေးပွဲစစ်တဲ့ရက်ရောက်လာပါတယ်ဒီကျောင်းကစာမေးပွဲမေးခွန်းတွေကတကယ်ကိုလွယ်ကူနေတာကိုမင်းကလေးကအံ့သာသွားပါသူမစာမေးပွဲကိုအမြန်ဖြေပြီးအခန်းထဲကနေပထမဆုံးထွက်လာတဲ့သူဖြစ်ခဲ့ပါတယ်အမတ်စင်းထွက်လာတဲ့အခါသူမရဲ့အမတ်တွေကတကြောင်လုံးမှာအဆင့်တစ်ဖြစ်နေပါတယ်ဒါပေမဲ့မွေးစားသမီးကမိသားစုဝင်တွေမသိအောင်မင်းကလေးရဲ့အမတ်တွေကိုတမင်ဖုံးကွယ်ထားလိုက်ပါတယ်ဒါကြောင့်သူတို့အားလုံးကမင်းကလေးဟာစာမတော်တဲ့ကျောင်းသူလိုပဲထင်နေကြပါတယ်မင်းကလေးကသူမအဖေကိုမြို့တော်မှာအခြေချနေထိုင်ခွင့်ရနိုင်ဦးမလားလို့စိုးရိမ်တကြီးမေးပါတယ်အဖေဖြစ်သူကနေအိမ်ကိုပြန်ရောက်တဲ့ပထမဆုံးနေ့ကလေးကနေဟာမြို့တော်မှာနေထိုင်ခွင့်ရပြီးသားပါလို့ပြောပါတယ်သူမအဖေအခန်းထဲကထွက်သွားတာကိုကြည့်ပြီးပျော်ပျော်ရွှင်ရွှင်ပြုံးနေခဲ့ပါတယ်အိတ်ခါနီးမှာမင်းကလေးကမိဘမဲ့ကေဟာကသူငယ်ချင်းတွေစီကဖုံးလက်ခံရရှိပါတယ်သူမသူငယ်ချင်းတွေကသူမမျိုးတော်သူဖြစ်သွားတဲ့အတွက်ဂုံပြူကြပြီးမျိုးတော်မှာတယောက်တည်းပြင်းနေမလားလို့မေးကြပါတယ်မင်းကလေးကသူမအခုပျော်ပျော်ရွှင်ရွှင်နေရပါတယ်လို့ပြောပါတယ်ဒါပေမဲ့ဖုံးချလိုက်ပြီးတဲ့နောက်သူမငိုပဲမနေနိုင်ခဲ့ပါဘူးသူမမှာအခုအရာအားလုံးရှိနေပေမဲ့ဒီမိသားစုကြီးထဲမှာသူမကိုတကယ်ချစ်တဲ့သူတယောက်မှမရှိပါဘူးနောက်တစ်နေ့မှာတော့ကျောင်းကတာဝန်ခံကမင်းကလေးစီရောက်လာပြီးသူမကိုတကြောင်လုံးမှာအတော်ဆုံးတန်းကိုပြောင်းမလားလို့မေးပါတယ်